Hello be Assalamualaikum မင်္ဂလာပါကျွန်တော် SKBM9 ကျွန်တော် motivation live ကနေပြီးတော့ပြန်လည်တင်ဆက်နေပါတယ်တော်များများကျွန်တော် fan တွေမင်းနေတဲ့ SKB ဘက်ကိုမတွေ့တာကြာပြီဆိုပြီးတော့ကျွန်တော်လည်းတင်ဖို့ပဲချိန်နေရဒီလိုပဲလူနေရတယ်လောကမှာအခုနပြောသလိုမျိုးပေါ့လင်းကောင်းရတာတဲ့လူတွေမရကောင်းရတာတဲ့လူတွေသူတို့တွေမှာတော့အချိန်ဆိုတာကအရန်ခက်ခဲတယ်ချပွေးရခက်တယ်ဘဝမှာစူးစမ်းနေတဲ့လူတွေစီးပွားရေးထဲမှာ focus လုပ်ထားတဲ့လူတွေအခုနလိုပေါ့ဖြစ်ချင်တာဖြစ်နေတဲ့မိန်းမတွေနဲ့ဖြစ်ချင်တာဖြစ်နေတဲ့ယောက်ျားတွေအတွက်ကတော့အချိန်တွေပေါ်တယ် life မှာ direction မရှိဘူးသူတို့ရဲ့ပန်းနိုင်ဆိုတဲ့ future focus မရှိဘူးအဲ့ဒီလူတွေမှာတော့ reason တွေပဲရှိတယ်အဲ့တော့ကျွန်တော် body vision အများအားအတိုင်းပဲကျွန်တော်ရှင်းမှာ short story တွေဖွင့်ပေးမယ်အဲ့ short story ဖွင့်ပြီးသွားတဲ့နောက်ပိုင်းမှာကျွန်တော်ထပ်ပြီးကျွန်တော် motivate တွေကိုကျွန်တော်ထပ်ပြီးတင်ပေးမယ်ဒါပေမဲ့တခု request လုပ်ချင်တာကကျွန်တော်ရဲ့ video ကိုအစကနေအဆုံးကိုနားထောင်မှသာလျှင်ကျွန်တော်ပြောချင်တဲ့ topic ကျွန်တော်ပေးချင်တဲ့ message ကိုကျွန်တော်မိတ်ဆွေတငယ်ချင်းကျွန်တော် fan အမြဲအားပေးနေတဲ့လူတွေအားလုံးကသဘောပေါက်နိုင်မယ်နားလည်နိုင်မယ်အဲ့ဒီတော့အားလုံးကိုမေတ္တာရက်ခံချင်တာကကျွန်တော်ရဲ့ video ကိုပြီးဆုံးကကြည့်ပေးပါလို့မေတ္တာရက်ခံချင်ပါတယ် अरे लाखों करोड़ों औरतें हैं जिनके पति उनसे महीनों तक दूर रहते हैं कोई ऑफिस के लिए कोई दूसरी कंट्रीज में क्या उन औरतों की जरूरतें नहीं होती अगर कल को वो भी तुम्हारी तरह ये लॉजिक दे जो तुम दे रहे थे तो अरे नीड थी मन था गलती थी नाम तक याद नहीं था हो गया चलो भूल जाते आगे बढ़ते हैं ये सारी बदतमीजी करे तोအဲ့တော့ကျွန်တော်တကယ်ချင်းမိတ်ဆွေတွေနဲ့ကျွန်တော်ရဲ့ဒီ short video လေးကိုကြည့်ပြီးလောက်ပြီးထင်တယ်နားထောင်ပြီးလောက်ပြီးထင်တယ်ဒါပေမဲ့အဲ့ short video မှာတော့သူကဟင်ဒီလိုပြောတယ်ဆိုတော့ကျွန်တော် follow လုပ်တာလည်းဟင်ဒီဖြစ်တဲ့ပုံမှာအဲ့ဒီဟာလေးကိုဖွင့်ပြတဲ့နားလဲတဲ့လောက်လဲမိတ်ဆွေတကယ်ချင်းပေါင်းတင်နေနားလဲမလို့ထင်တယ်အဲ့တော့ကျွန်တော်အနေနဲ့အတူချုံပြီးအချင်းချုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်မြင်တဲ့ကျွန်တော်ယူတဲ့အပိုင်းကတော့အမျိုးသမီးကသူ့ရဲ့ယောက်ျားကိုသူက explain လုပ်နေတယ် complain လုပ်နေတာပေါ့ဆိုတော့ဘာလဲဆိုလို့ရှိရင်အကယ်၍လောကမှာဒီနေ့ကျွန်တော်တို့အိမ်တော်နေကြပြီးတော့ယောက်ျားတွေအများကြီးပဲတိန်းနဲ့ချီပြီးတန်းနဲ့ချီပြီးတော့ယောက်ျားတွေကစီးပွားရှာဖို့အတွက်ကိုအိမ်ကနေပြီးအပြင်လောကကိုထွက်ပြီးသွားနေတဲ့လူတွေချိုးချိုးဆိုနိုင်ငံရဲ့အပြင်မှာအခြားနိုင်ငံမှာအလုပ်လုပ်နေတဲ့လူတွေအဲ့ဒီလူတွေအားလုံးကဒါလျင်သူတို့ဖောက်ပြန်ဖို့အတွက်သူတို့ရဲ့ရမတ်ပြေဖို့အတွက်နောက်ဆုံးရှင်းရှင်းနဲ့ကုံကုံ SKB ပြောနေကြတဲ့အတိုင်းပြောရမယ်ဆိုရင်သူတို့ပစိုးလန်ပြီးတော့မွေးရပါအာတာဖြေဖို့အတွက်ကိုသူတို့လှုပ်ချင်တာလှုပ်ဖို့အတွက်ကိုလှုပ်ပြီးွားတဲ့အချိန်မှာကာယပိုင်မိမတရားဝင်ယူထားတဲ့မယားသားသမီး family မိသားစုလာပြီးတော့ reason ပေးမယ်ဟာငါကတော့အဝေးမှာနေရလို့ပါငါနိုင်ငံရဲ့ချမ်းမှာနေပြီးတော့မင်းတို့တော့ရှာဖွေနေရလို့ပါကျွေးမွေးနေရလို့ပါဒီကြောက်ပါဒါကြောက်ပါ in this ပေါ့ဗျာ reason နေပေးတယ်လှုပ်ချင်တာလှုပ်တယ်ပြောခြင်းတလို့ပြောတယ်နေခြင်းတလို့နေတယ်ပြီးတဲ့နောက်ပိုင်းမှာအခုနပြောတဲ့ reason လေးတွေလာပြီးတယ်ငါဒီလိုကြောက်ဖြစ်သွားတာပါငါဒီလိုမားသွားတာပါဒါကြောက်ဖြစ်သွားတာပါငါတစ်ချက်တတိလက်လွတ်သွားတာပါဟာငါ့ကိုဒီမိန်းကလေးကဖျားအောင်လိုက်လို့ပါနင်းနဲ့ငါနဲ့အနေဝေးနေလို့ပါငါ့မှာ pressure ကြီးအယမ်းများသွားလို့ပါဆိုတော့ကျွန်တော်တို့လှုပ်ချင်တာလှုပ်လိုက်တဲ့အရာတွေအားလုံးအတွက်ကိုဒီ reason လေးတစ်ခုနဲ့ဘဝမှာပြည့်စုံပြီလားနံပါတ်1ဒါကျွန်တော်ယောက်ျားလေးတွေကိုမေးလိုက်တဲ့မေကွန်း question okay အခုကျွန်တော်အဲ့ဒီနေရာမှာအစားထိုးပြီးတော့အမျိုးသမီးတွေကိုမေးခြင်းတယ်ယောက်ျားတွေအဝေးမှာရှိနေတယ်နိုင်ငံခြားမှာရှာနေတယ်ဒါမှမဟုတ်အပြင်လောကမှာထွက်ပြီးအလုပ်လုပ်နေတယ်မိသားစုနဲ့သားသမီးနဲ့အိမ်မှာကြံခဲ့တဲ့ဒီအမျိုးသမီးဒီသူတရားဝင်ယူထားတဲ့ယောက်ျားသူ့ရဲ့လင်ယောက်ျားကောင်းဒီဖြစ်ဖြစ်ဆိုးဒီဖြစ်ဖြစ်စိတ်ဝင်စားအောင်အဲ့ဒါဖယ်တာလောကမှာအကောင်းကြီးပဲရှာလို့မရအောင်အကောင်းကြီးပဲလိုချင်တယ်ဆိုရင်လင်တာမယူနဲ့ယောက်ျားမယူနဲ့တယောက်တည်းအမေအိမ်မှာနေဒါမှမဟုတ်ကိုချတော့ဖို့ကိုရက်ပြီးရှာစားအချောင်မဆိုင်နဲ့ဟုတ်လားအားကိုရရှာတယ်ကိုဘဝအတွက်ကိုလက်တွဲဖို့အတွက်ကိုပြေးစုံဖို့အတွက်ကိုမိခိုဖို့အတွက်ကိုယောက်ျားတယောက်ကိုရှာတယ်ယူတယ်ဆိုရင်ကောင်းဒီဖြစ်ဖြစ်ဆိုးဒီဖြစ်ဖြစ်တေးလိုက်သစ္စာမဖောင်းနဲ့အဲ့တော့အဲ့ဒီအနောက်မှာဗျာယောက်ျားချင်းတူတယ်ရုပ်မတူဘူးစိတ်ဓာတ်မတူဘူး character အကျဉ်းစာရိတ္တမတူတာပဲရှိမယ်လောကမှာယောက်ျားအားလုံးကယောက်ျားဆိုတဲ့နာမည်အောက်မှာတစ်ခုပဲဒါပေမဲ့ तू နဲ့ तू အပျော်ရှာခြင်းလို့ तू မနေနိုင်လို့ဗျာ तू နဲ့နောက်ဆုံး muff လုပ်ပါအားလုံးလက်ခံပါ तू ကအရားပြေခြင်းလို့
အချယောက်ျားတယောက်နဲ့ကျူတယ်လိုင်းပေါ်မှာအရသာခံတယ်ဖြစ်ချင်တိုင်းနေဖြစ်တယ်တွားခြင်းတဲ့နေရာတွေတွားကြတယ်တက်ချင်တဲ့ဟိုတယ်တွေတက်ကြတယ်အားလုံးပြီးသွားပြီးလူတိပြီးတခိုးဆိုပြီးမိသွားတဲ့အချိန်ကြာမှာဟာငါကနေမရှိလို့ဒီလိုဖြစ်သွားတာပါငါဒီအကြောက်ဒီလိုဖြစ်သွားတာပါအိမ်အောင်ကြပြီးနေနဲ့ငါနဲ့ဝေးသွားတဲ့အချိန်မှာဒီဟာတွေအားလုံးဒီ reason အဲ့ reason ပေးလိုက်လို့ဘဝမှာအားလုံးကောင်းသွားမလားကျွန်တော်ပြောနေကြစကားတစ်ခုရှိတယ်ရေဆေးလို့ပြောင်းရင်ပြောင်းသွားလိမ့်မယ်โอเคပြတ်သွားတဲ့ character နဲ့ပြတ်သွားတဲ့နာမည်ကြိုက်တလောက်ရေစီမပြောင်းလာဘူးဆိုတော့ဒါမိန်းကလေးရှူတော့ယောက်ျားလေးရှူတော့ကနေပြီးတော့ကျွန်တော်ပြောပြတာအဲ့တော့ကျွန်တော်ပြောချင်တဲ့စကားอ่ะဗျာဒီနေ့လောကကြီးမှာကျွန်တော်တို့တက်တန်းတစ်ခုကိုရပြီးတော့လာကြတာချင်းအားလုံးအတူတူပဲယောက်ျားလေးမိန်းကလေးအကုန်လုံးဆိုတော့အဲ့ဒီယောက်ျားလေးမိန်းကလေးအကုန်လုံးဟာအချစ်ဆိုတဲ့ခေါင်းစဉ်တစ်ခုလာမတက်နဲ့အချစ်ဒီအရန်ရိုးရှင်းပြီးအရန်ဖြူစင်တယ်အပြစ်ကင်းစင်တယ်ဒါပေမဲ့ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့လောဘကျွန်တော်တို့ရဲ့လိုချင်မမောမှုတွေနဲ့ကျွန်တော်တို့ဖြစ်ချင်တာတွေကိုဖြစ်ဖို့အတွက်ခေါင်းစဉ်တက်ပြီးတော့ဟုတ်လားကျွန်တော်တို့ရှိနေတဲ့အရာတွေကိုကြောခိုင်းလိုက်တာဟာ equal ဖြစ်လာ life မှာဒီနေ့ယောက်ျားကောင်းနေအများကြီးရှိတယ်ဒီနေ့လောကကြီးထဲမှာအဲ့ဒီလိုပဲမိန်းမကောင်းနေအများကြီးရှိတယ်မဖလို့ပါနည်းနည်းပြင်းပြင်းနဲ့ကြမ်းကြမ်းပြောမယ်ဖာတယ်ကိုရတာတဲ့ယောက်ျားတစ်ယောက်ကဖာကောင်းဖြစ်သွားလို့မဆန်းဘူးအဲ့ဒီလိုပဲဖာကောင်းကိုရထားတဲ့မိန်းမတစ်ယောက်ကမိန်းမပြတ်ဖြစ်ပြီးဖာတယ်ဖြစ်သွားလို့မဆန်းဘူးဆန်းတာပါလဲဆိုလို့ရှိရင်ယောက်ျားကောင်းကိုရပြီးတော့မှအဲ့ဒီအပေါ်မှာတစ္ဆာမရှိတဲ့မိန်းမဘဝကိုစပရလုပ်ပြီးတော့ဒုနီယာရဲ့ခိတခဏကိုတိခံပြီးမသွားနိုင်တဲ့မိန်းမပြတ်တယ်မိန်းမကောင်းကိုရပြီးတော့ရှာဖွေမှုနဲ့ဒုက္ခတွေနဲ့စီးပွားတွေနဲ့ကြက်တဲမှုတွေကိုအကြောင်းပြပြီးတော့အနောက်မှာဖာကောင်းလုပ်နေတဲ့လူတစုဆိုတော့အဲ့ဒီလူတစုကျွန်တော်ပြောချင်တာဒီနေ့ပြောချင်တာကကျွန်တော်အများကြီးမြင်တယ်နော်ယောက်ျားမရှိဘဲနဲ့သားသမီးတွေနဲ့မုတ်ဆိုးမဘဝတွေ single mother ဘဝတွေအများကြီးမြင်တယ်နော်နာမည်ပြတ်ဖို့နေနေတတ်တာဘယ်လိုအကောင်ကမှအနာကလို့မရအောင်ဘယ်လိုအကောင်ကမှအနာကလို့မရအောင်ဒုက္ခပုံမြောင်များတော့ရင်ဆိုင်ပြီးတော့နာမည်အသေးမခံဘဲနဲ့ဘဝအသေးခံပြီးသွားနေတဲ့မိန်းမတွေအများကြီးကျွန်တော်မြင်တယ်အဲ့ဒီလိုမျိုးပဲယောက်ျားကောင်းတွေအများကြီးရှိတယ်ဗျမိန်းမအပြောခံအဆိုခံဟုတ်လားပေါင်ဝင်းကျင်တငယ်ချင်းပေါင်းတင်းနေလက်မျိုးထိုးပြီးမိန်းမကြောက်ဆိုပြီးခေါ်နေပေမဲ့လေယောက်ျားကောင်းပီတာစွာနဲ့အဲ့ဒီမယားမမတ်သားမမတ်နဲ့ပေါင်းပြီးတော့သူ့ရှင်းမှာဘလောက်ချောတယ်ဆိုလဲမင်းသမီးလာပြီးလံပြနေတယ်တရေကြောက်အောင်ချောနေဗဇက်ကတရေယိုနေရင်တော့ပစိုးအောက်ကနေပြီးလက်တီးမပြတဲ့ယောက်ျားတွေအများကြီးရှိတယ်တော့ပါပြီနော်ဆိုတော့ဟိုကျွန်တော်ပြောချင်တာဒီ tropic မှာကဒီနေ့ကျွန်တော်တို့ရဲ့ဇာရိတ character အကျင့်ဗီဇဇယိုက်အဲ့ဒီမကောင်းတာကိုလာပြီးတော့ရှိနေတဲ့ယောက်ျားရှိနေတဲ့တရားဝင်မိန်းမတွေကိုမကောင်းကြောင်းမပြောနဲ့လက်မျိုးထိုးပြီးတော့ကိုလှုပ်ချင်တာလှုပ်ဖို့တော့ကိုခေါင်းမရှောင်နဲ့အပြစ်မလွတ်ဘူးဟုတ်လားယောက်ျားမိန်းမ10ယောက်ရမယ်မိန်းမယောက်ျား10ယောက်ရမယ်ဒါပေမဲ့မယားကြီးလင်ကြီးဆိုတဲ့နေရာမရောက်မရင်ငယ်လို့တော့ဖြစ်လာမယ်လင်ငယ်ထားတယ်လို့တော့ဖြစ်လာလိမ့်မယ်အဲ့ဒီလောက်မနေနိုင်ရင်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းမလေးပဲဖြစ်ဖြစ်ယောက်ျားလေးဆိုရင်ဖြတ်ပစ်လိုက်မိန်းမလေးဆိုလို့ရှိရင်အစစ်ပတ်လိုက်လူပဝင်းကျွန်းဒုက္ခမပေးနဲ့သူ့မွေးပြီးတော့6လ8လလွယ်ပြီး1နဲ့လွယ်ပြီးမွေးထားတဲ့မိဘကိုတနာမိဘရဲ့တိတ်ခါတရားကိုကြည့်မင်းရဲ့တိတ်ခါအစစ်မရှိတာထားလိုက်โอเคကျွန်တော်အခုပြောနေတာ fair ဖြစ်အောင်ယောက်ျားလေးရောမိန်းကလေးရောပြောနေတာစပွန်ဆာရှာနေတဲ့မိန်းမတတိုက်အရသာခံခြင်းလို့သူများယောက်ျားတိုင်းကိုလိုက်ချူနေတယ်ကျူနေတယ်ဆိုတော့မိန်းမတတိုက်နဲ့မိန်းမမြင်မနေနိုင်ဘူးဖြစ်နေတဲ့ဆိုတော့ယောက်ျားတအုပ်ကိုပြောနေတာโอเคကျွန်တော်ပြောနေတဲ့ဒဲမှာတချို့ပါတယ်တအုပ်ပါတယ်ယောက်ျားတိုင်းလို့မပြောဘူးမိန်းမတိုင်းလို့မပြောဘူးမနာနဲ့မဆက်နဲ့ဟုတ်ပြီလားအနာရှိလို့စက်တာကျွန်တော်အပြစ်မဟုတ် escape စကားပြောရင်ပုံမှန်လင်းလင်းပဲပြောတယ်မ
ဘာဖြစ်လို့လဲဆိုတော့အမေကပြောတာတယ်တားတယ်လူအသေးခံလိုက်နာမည်အသေးမခံနဲ့တဲ့ဘဝမှာကျွန်တော်တို့ဒရောင်းစားဖြစ်ခြင်းဖြစ်သွားလိမ့်မယ်ကိုကြောင့်နဲ့ကိုရဲ့မိဘကိုရဲ့အတိုင်းဝိုင်းကိုရဲ့မိသားစုဘယ်တော့မှကောင်းမငိုးအောင်အဲ့ဒါအစကီပြတာနေညာโอเคဒီမှာအရှိမကျွန်တော်နောက် story တစ်ခုထပ်ဖွင့်ပေးမယ်အဲ့ဒီနောက်မှာဆက်ပြီးစကားပြောမယ် मेरा मानना यही है कि शादी में कभी 50-50 नहीं होता मैं खाना बनाती हूँ तुम बर्तन धो देना मैं सब्जी काटता हूँ तुम दाल चढ़ा देना कहने में नहीं है 50-50 कुछ एक बातों में मैं 70 और तुम 30 रहोगी या किसी और बातों में तुम 70 मैं 30 रहूंगा इसे समझकर उन बातों को बैलेंस करके चलना ही मैम सच में 50-50 है लेकिन यहाँ तो सब अपने ही स्वार्थ में यही कह रहे हैं कि मैं क्यों हार मानूं အဲ့တော့ရှင်းမဲ့လို့ထင်တယ်အခုကျွန်တော်ဖွင့်ပြလိုက်တဲ့ဒုတိယ story မှာအဲ့တော့ကျွန်တော်တို့ဇင်ဒဂီလုပ်တယ်အိမ်အောင်ပြုတ်ကြတယ်အိမ်အောင်ကြီးဖြစ်လာပြီဆိုလို့ရှိရင်အမြဲတမ်းကျွန်တော်တို့50-50ကိုလိုက်မရှာနဲ့50-50ဆိုတာမရှိဘူးဥပမာဆိုပါစို့ဗျာမိန်းမဟင်းချက်လို့ယောက်ျားပဲတစုပ်တယ်ပေးရမယ်မိန်းမအိမ်ရှင်းနေလို့ယောက်ျားဒီပစ္စည်းဝိုင်းလဲပေးရမယ်ယောက်ျားထွက်ပြီးအလုံးလုံးလို့ဟာလားမိန်းမဝိုင်းကူပြီးပတ်စံရှာပေးရမယ်ဆိုတော့ဒါတွေကဟို100% မဖြစ်နိုင်ဘူးဗျာကျွန်တော်ပြောချင်တာကလေ80မှာ20ခန်းရာခိုင်နှုန်းရှိရင်ရှိလိမ့်မယ်ဒါပေမဲ့အများအဖြစ်က90-30 60-40ဒါဖြစ်နိုင်တယ်ရှိတယ်အတူလို့ဥပမာယောက်ျားပတ်စံရှာတဲ့နေရာမှာ90ရာခိုင်နှုန်းဖြစ်ချင်းဖြစ်နေလိမ့်မယ်အဲ့ဒီနေရာမှာတော့မိန်းမ30ရာခိုင်နှုန်းဖြစ်တယ်အဲ့ဒီလိုပဲအိမ်မှုကိစ္စတွေနဲ့ပတ်သက်ပြီးအိမ်တော်ရေးမှာထိမ့်ထိမ့်နေရတဲ့အမျိုးသမီးက90ရာခိုင်နှုန်းဖြစ်မယ်ယောက်ျားတွေအဲ့ဒီနေရာမှာ30ရာခိုင်နှုန်းပဲရှိချင်းရှိလိမ့်မယ်ဆိုတော့ဒါကိုကျွန်တော်တို့သဘောပေါက်ထားရမယ်ယောက်ျားအားတက်ရတဲ့နေရာတွေမှာကျွန်တော်တို့မိန်းမတွေအားနေနေလိမ့်မယ်မိန်းမတွေအားတာတဲ့နေရာမှာယောက်ျားတွေအားနေနေမယ်ဒီနှစ်ခုကို balance လုပ်နိုင်မှာဒါအိမ်တော်ရေးဖြစ်တာဒါကိုအိမ်တော်ရေးလို့ပြောတာဒါကိုအရှိရေးသွားရမှာမဟုတ်ဘူးနင်ကလည်း 100% ပြည့်နေရမယ်ဒါမှငါအဆင်ပြေမယ်ဆိုလို့ရှိရင်နေအောင်လုံးက 100% ပြည့်လား100ရာခိုင်နှုန်းပြည့်စုံတယ်ဆိုတော့ယောက်ျားတစ်ယောက်က100ရာခိုင်နှုန်းပြည့်တယ်ဆိုတော့မိန်းမကိုရှာတယ်ဆိုရင်လူကြားကောင်းတယ်ကိုယ်တိုင်တော့မပြည့်စုံတာဗျာကိုယ့်ရှေ့ကလူကိုယ့်ရဲ့ life partner ဘယ်လိုပြည့်စုံမှာလဲအဲ့တော့ပြည့်စုံအောင် life မရှာနဲ့အပေါက်လူတိုင်းမှာရှိတယ်အပြစ်လူတိုင်းမှာရှိတယ်ဒါပေမဲ့အဲ့ဒီအပြစ်ကိုထောက်ပြပါပြုပြင်ပေးပါအဲ့ဒီအပြစ်ကနေပြီးတော့မကောင်းတာနဲ့ကောင်းတာဖြစ်လာဖို့တော့တွင်နေဆုံးမှာမယ်ဆွဲယူရမယ်အဲ့ဒီအပေါ်မှာသူကပြုပြင်ပြောင်းလဲလိုက်တယ်အမားကိုတိပြီးတော့အမားကိုဝန်ခံပြီးတော့အဲ့အမားကြီးကိုပြင်လိုက်တယ်အမှန်တရားနဲ့ဆိုရင်အဲ့ဒီအချိန်မှာကျွန်တော်တို့လက်ခံပေးရမယ်ဘာကြောင့်လဲကျွန်တော်တို့ဒီလူသားဖြစ်တဲ့အတွက်အဲ့အမားကိုတိပြီးတော့ထောက်ပြတဲ့လူတွေကလည်းအမားပါဆိုပြီးထောက်ပြနေတယ်အဲ့ဒီအမားကိုတိတိရက်နဲ့ဆက်ပြီးလုံနေတယ်ဆိုရင်အဲ့ဒီလူကိုလူစင်းနဲ့မထဲနဲ့ခွေးစင်းနဲ့ထဲလိုက်အဲ့ဒါဘယ်လိုပြောရလဲဆိုကျွန်တော် SKB ပြောတာလူတယောက်ကတစ်ချိန်မားတယ်နှစ်ချိန်မားတယ်သုံးချိန်မားတယ်ဆိုရင်ဒါမားတာမဟုတ်တော့ဘူးစောက်ယူထားတာတော့ဘာတယ်နော်မိန်းမအတွက်ကိုလောကမှာလေထွန်ဆက်ပါတဲ့ယောက်ျားတွေတပုံကြီးပဲယောက်ျားအတွက်ကိုလည်းလောကမှာလေပိုင်နေဆိုတဲ့မိန်းမတွေတပုံကြီးပဲမိန်းမအများကြီးရမယ် life partner ပေါင်းတင်ဆက်ဆက်နေတဲ့မိန်းမလို့မိန်းမမရတော့ဘူးအဲ့ဒီလိုပဲယောက်ျားအများကြီးရမယ်ကိုဘေးနာမှာပေါင်းတင်ဆက်ဆက်နေတဲ့ယောက်ျားလို့ယောက်ျားမရတော့ဟုတ်ပြီလားအဲ့တော့ခိတကနာတွေ့ပြီးတော့လေပေါ်မှာစကားချွတ်ချွတ်လေးတွေပြောပြီးတော့အိမ်မက်ကြီးတွေနဲ့ dream wine နဲ့ drink တွေကိုကြည့်ပြီးတော့ဘဝကိုစည်မှာလားဒါမှမဟုတ်ပါလေအကွက်ဆန်းလေးတွေပြတ်တတ်တာနဲ့အကွက်ဆန်းလေးတွေလှုပ်ပြလိုက်တာနဲ့အဲ့ဒီလူနဲ့ဘဝလက်တွဲပေါ်ဖြစ်နေရက်တန်းရမှာလားဖြတ်တန်းရမှာလားရှိနေတာတွေကိုဆွလွန်ရမှာလားကြော်မသိလို့မေးကြည့်တာမေးခွန်းထုတ်နေတာကျွန်တော်ရဲ့ friend တွေကျွန်တော် friend ထဲမှာယောက်ျားလေးလေးရှိတယ်မိန်းကလေးရှိအဲ့လူတွေအားလုံးကျွန်တော်ဒီကနေမေးခွန်းထုတ်နေတာဟုတ်ပြီလားဒါပေမဲ့ကျွန်တော်လာပြီးမပြောနဲ့နော်မင်းအောင်ဘလောက်ကောင်းလဲမမင်းနဲ့ကျွန်တော်ကောင်းတယ်မပြောဘူးကောင်းမှုကြိုးစားနေတာဟုတ်ပြီလားအစိုးမဖြစ်ဘူးအမေပေးလိုက်တဲ့နာမည်မပြတ်ဘူးဖာကောင်းတို့ကလိန်ကချစ်တခိုးပါတို့โอเค live မှာအဲ့ဒီစိုးရတဲ့နာမည်အမိမတက်လာဘူးအတွက်ကိုဘဝကိုဖြတ်တန်းနေတဲ့လူစူးစမ်းနေတဲ့လူကျွန်တော်တရားလုံးပြည့်တယ်လို့မပြောဘူး perfect ဖြစ်တယ်မပြောဘူးဒါပေမဲ့ကျင်းနေတာပြောနိုင်တယ်ကျွန်တော်ကြောင့်လည်းလူတယောက်ဒုက္ခမရောက်ဘူး right ဘယ်သူမှမဖောက်ပြန်တာဟုတ်
ဟုတ်လားကျွန်တော်ဆင်းရဲပြီစီလူဆင်းရဲတာစိတ်သက်ဆင်းရဲတာမဟုတ် character ဆင်းရဲတာမဟုတ်အကျင့်စာရိတ္တဆင်းရဲတာမဟုတ်ဘူးဗျာဟုတ်လား challenge ခေါ်လို့ရတယ်ကျွန်တော်ရဲ့ character ကျွန်တော်ရဲ့အကျင့်စာရိတ္တကျွန်တော်ရဲ့တိတ်ခါပိုင်းနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့လောကကြီးအရန်တူတောင်းတယ် life is very short ဘဝအရန်တူတောင်းတယ်အခုရှိတယ်နောက်ခဏနေရှိချင်မှရှိမယ်ဆိုတော့ခကြီးတဲ့မှာဘာကြောက်မနောက်တစ်ခုကျွန်တော်ပြောမယ်နော်တချို့တော့မိန်းမတွေယောက်ျားတွေကျွန်တော်တစ်ခုပြောမယ်မင်းတို့ပတ်စံလေးအနေငယ်ကိုမှတ်ပြီးတော့ယောက်ျားတွေမိန်းမတွေလင်းငယ်တွေမြင်းငယ်တွေထားတယ်ကြီးစားတွေထားကြတယ်ဒါမှမဟုတ်ရင်လေကွာ sex ပေါ့မင်းတို့အရန် fee တွေဖြစ်နေမထိန်နိုင်မသိမ်းနိုင်ဖြစ်နေတဲ့မိန်းမတွေယောက်ျားတချို့ဘလောက်နေမှာအရန်တန်တယ်မာတယ်ဆိုပြီးတော့သူတို့အင်အားကောင်းတယ်ဆေးတွေကောင်းတယ်ဆိုတဲ့ယောက်ျားတစ်နာရီလားနှစ်နာရီလားဟမ်ဘလောက်ဆန္ဒဖြစ်မှာလဲတစ်နာရီလားနှစ်နာရီလားအဲ့ဒါပြီးပြီလေအဲ့ဒါရဘဝမဟုတ်ဘူးအဲ့ဒီအတွက်နဲ့ပါလေရှိနေတဲ့ဘဝတွေကိုစွန့်လွတ်မှာလားအဲ့ဒီလိုပဲဟိုမိန်းမတွေကိုလည်းမေးလိုက်အောင်မယ်မိန်းမတွေဆိုတာအကုန်မုံနော်ဇယိုက်မိန်းမတချို့လည်းမေးလိုက်အောင်မယ်ကာရက်တာမကောင်းတဲ့တချို့မိန်းမတွေဘာအဲ့အရာတာဘယ်နှစ်ခံမှာလဲယောက်ျားတစ်ကောင်တက်လာမယ်ခွာလာမယ်နိုင်ကွက်တနာရီပေါ့ပြီးပြီလားနေတို့ရဲ့ဆန္ဒတွေအဲ့ဒါနဲ့ပဲရှိနေတဲ့ယောက်ျားတွေရှိနေတဲ့သားသမီးတွေစွန့်လွတ်ရမှာလားဘဝကြီးမှာစောက်တိတ်ခမရှိတဲ့ဇယိုက်တွေနဲ့လူမြင်လို့မကောင်းလူကြားလို့မကောင်းတဲ့လောက်ရက်တွေလောက်ပြီးတော့ဘဝကိုရက်တည်မှာလားအဲ့တော့ပြောမယ်ဆိုရင်လည်းကုန်မှာမဟုတ်ဘူးထားလိုက်ပါအဲ့တော့ဒီနေ့ကျွန်တော်ပြောနေတာအားလုံးကကျွန်တော်ခံစားချက်နဲ့ပြောတယ်ကျွန်တော်အရှိရလူတွေအားလုံးလည်း motivate ဖြစ်စေချင်တယ်အဲ့တော့ကျွန်တော်အပိနေတယ်ကျွန်တော်ဗီဒီယိုအမြဲတမ်းကြည့်ရှုနေတယ်နားထောင်နေတယ် message ရတယ်ဘဝမှာတိုးတက်တယ်ဆိုတဲ့လူတွေတချို့အတွက်ကိုကျွန်တော်ပြောတာနော်အဲ့တော့အဲ့ဒီလူတွေအားလုံးကိုကျေးဇူးတင်ပါတယ်အကျိုးရှိတယ်ထင်တယ်ကျွန်တော်ဒီဗီဒီယိုကနေပြီးတော့ message တစ်ခုရတယ်ဘဝမှာတစ်ခုအပြောင်းလဲဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယို like လုပ်ပေးပါ share လုပ်ပေးပါကျွန်တော်အကောက်ကိုမအပ်သေးဘူးဆိုရင် follow လုပ်ထားပါ inshallah နောက်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့အားလုံးပြန်ဆောင်ကြမယ်ကျွန်တော် SKB ဒီနေရာကနေပြီးတော့ပြောတဲ့နေရာမှာ emotion တွေများပြီးတော့အမားတွေပါခဲ့တယ်ရိုင်းခဲ့တယ်လို့ဖြစ်တယ်ဆိုရင်အားလုံးကိုတောင်းပန်ပါတယ်အပြုတ်တပြောနဲ့ကြည်ပါအပြစ်တဘောနဲ့မမြင်ကြပါနဲ့အားလုံးကိုဆလာမူအလိုင်ကွမ်ခူဒါဟာဖစ်